ဘီယာရဲ့တမိုင်းကြောင်းဟာလူသားတို့ရဲ့ယဉ်ကျေးမှုထွန်းကားလာပုံတမိုင်းကြောင်းနဲ့တိုက်ရိုက်ဆက်ဆက်နေပြီးစိတ်ဝင်စားဖို့အလွန်ကောင်းပါတယ်ဒီဖြော်ရည်မကာဟာလူသားတို့ရဲ့ယဉ်ကျေးမှုတမိုင်းကိုပြောင်းလဲဖြစ်ခဲ့တဲ့အထိအစွမ်းထက်ခဲ့ပြီးအချို့သောတမိုင်းပညာရှင်တွေကလူသားတွေဟာအခြေချနေထိုင်ပြီးစိုက်ပျိုးရေးကိုစတင်ခဲ့တာဟာပေါင်မုံဖို့ဖို့တင်မကပဲဘီယာချက်ဖို့အတွက်လည်းဖြစ်နိုင်တယ်လို့တောင်ယူဆကြပါတယ်ဘီယာရဲ့တမိုင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ခရစ်တော်မပေါ်မီ BC 4000ခန့်ကအမတ်ဆိုပိုတေးမီးယားဒေသယနေ့ခေတ်အီရတ်နိုင်ငံမှာရှိတဲ့ဆူမာရီယန်လူမျိုးစုတွေစီကနေစတင်ခဲ့တာဖြစ်ပါတယ်အစပိုင်းမှာတော့ဒါဟာတမင်သက်သက်လှုပ်ဆောင်ခဲ့တာမဟုတ်ပဲလာပါတဲ့မတော်တဆမှုတစ်ခုသာဖြစ်ပါတယ်ကောင်းနံကူလာဘဲသို့မဟုတ်မူရောစပါတွေကိုရေဆိုပြီးဒီတိုင်းပစ်ထားမိရာကနေလေထုထဲမှာရှိတဲ့တဘာဝတဆေးနဲ့တက်ပြူပြီးအလိုလျောက်အချင်းပေါက်ကအမြုပ်ထွက်နေတဲ့အရေးတစ်မျိုးဖြစ်လာခဲ့ပါတယ်ဒါကိုမီးစမ်းကြည့်ရာကနေလူသားတွေဟာဘီယာရဲ့လျှို့ဝှက်ချက်ကိုစတင်တွေ့ရှိသွားခဲ့ကြပြီးဆူမာရီယန်တွေဟာဘီယာကိုနက်ဖျားတွေရဲ့လက်ဆောင်လို့ယုံကြည်ကဘီယာဆောင်တဲ့သမီးနင်္ဂါစီကိုကိုးကွယ်ခဲ့ကြပါတယ်သူတို့ရေရှေးဟောင်းကဗျာတပုတ်ဖြစ်တဲ့ဟန်ဒူမင်နစကီဟာကမ္ဘာရှေးကြဆုံးဘီယာချက်လုံးနဲ့ဖော်မြူလာတစ်ခုပဲဖြစ်ပါတယ်မက်ဆိုပိုတေးမီးယားကနေတဆင့်ဘီယာဟာရှေးဟောင်းအီဂျစ်ပြည်ကိုရောက်ရှိသွားပါတယ်အီဂျစ်မှာတော့ဘီယာဟာအဖျော်ရည်မကာတသက်မဟုတ်ပဲနေ့စဉ်စားတော့ကုန်ငွေကြေးတမတ်ချက်နဲ့ဆေးဝါးဖြစ်ပါအသုံးပြုခဲ့ကြပါတယ်ရှေးဟောင်းအီဂျစ်မှာဘီယာကိုဟက်ကတ်လို့ခေါ်ပြီးဘရင်ကနေစင်းရဲသားထိလူတိုင်းတောက်ကြပါတယ်ထူးဆန်းတာကကမ္ဘာအံဖွယ်ဂီဇာပိယမစ်ကြီးတွေကိုတိစောက်ခဲ့တဲ့အလုသမားတွေကိုလှုပ်အားကဖြစ်ပေါင်မုံနဲ့ဘီယာကိုပေးချေခဲ့တာပါအလုသမားတယောက်ဟာတနေ့ကိုဘီယာ4 လီတာကနေ9 လီတာအထိရိတ်ခါဖြစ်ရရှိခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကဘီယာဟာယနေ့ခေတ်လိုကြည်လင်နေတာမဟုတ်ပဲအဖက်တွေအနေတွေပါတဲ့ပြစ်ခက်ပြစ်အကြီးဖြစ်လို့အနေတွေမပါအောင်ဒနီဘိုက်တို့မဟုတ်ကျူပင်ဘိုက်တွေနဲ့ဆုတ်တောက်ခဲ့ကြရပါတယ်ဂရီးနဲ့ယောမအင်ပါယာထွန်းကားလာတဲ့အခါမှာတော့အပြောင်းလဲတစ်ခုရှိခဲ့ပါတယ်ယောမလူမျိုးတွေကစပစ်ဝိုင်ကိုအထက်တန်းစားဖျော်ရည်မကာအဖြစ်သတ်မှတ်ပြီးဘီယာကိုတော့ဂျာမန်နဲ့ကိတ်တလူမျိုးတွေတောက်တဲ့အရေးအဖြစ်အထင်သေးခဲ့ကြပါတယ်ဒါပေမဲ့ယောမအင်ပါယာပြတ်သုံးပြီးဥရောပအမောင်ခေတ်ကိုရောက်တဲ့အခါဘီယာရဲ့ကေတင်ရှင်တွေပေါ်လာခဲ့ပြီးအဲ့ဒါကတော့ခရစ်ယာန်ဘုန်းကြီးကျောင်းများပဲဖြစ်ပါတယ်အလေခေတ်ဥရောပမှာရေဟာတန့်ရှင်းမှုမရှိဘဲယောဂဘိုးမွားတွေတောင်းကျနေတဲ့အတွက်ရေစိမ့်တောက်ရင်တေဆုံးနိုင်ပေမဲ့ဘီယာချက်တဲ့အခါရေကိုကြိုကျက်ရတဲ့အတွက်ယောဂဘိုးမွားတွေတေစင်သွားပြီးတောက်သုံးဖို့အလုံးကြုံဆုံးအရေးဖြစ်လာခဲ့ပါတယ်ဘုန်းတော်ကြီးတွေဟာဘီယာချက်လုပ်ခြင်းကိုသိပ္ပံနေကြစနစ်တကျမှတ်တမ်းတင်ပြီးအကြီးအကျယ်ဖွံ့ဖြိုးအောင်လှုပ်ဆောင်ခဲ့ကြပါတယ်အထူးသဖြင့်900စုဝန်းကျင်မှာဘီယာသမိုင်းကိုထာဝရပြောင်းလဲပြစ်မဲ့ဟော့လို့ခေါ်တဲ့အပင်တစ်မျိုးကိုဘီယာထဲစတင်ထည့်သွင်းစမ်းသပ်ခဲ့ကြပြီးဟော့ကြောင့်ဘီယာဟာခါတက်တက်အရသာနဲ့မွေးရနှံကိုရရှိလာယုံတင်မကပဲရက်ရွှေထားခံတဲ့တဘာဝတာရှိခံဈေးကိုပါရရှိသွားခဲ့ပါတယ်ခေတ်တကြောင်1516ခုနှစ်ဂျာမနီနိုင်ငံဘာဗေးရီးယားမှာကမ္ဘာရှေးကျဆုံးစားသုံးသူကာကွယ်ရေးဥပဒေလို့ပြောလို့ရမယ်ဂျာမန်ဘီယာတန့်ရှင်းမှုဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်ဒီဥပဒေအရဘီယာချက်ရင်ပါဝင်ပစ္စည်း3မျိုးပဲသုံးရမယ်လို့ကန့်သက်ခဲ့ပြီးအဲ့ဒါတွေကတော့ရေမူရောစဘာနဲ့ဟော့တို့ပဲဖြစ်ပါတယ်19ရာစုစက်မှုတော်လန်ရေးရောက်တဲ့အခါဘီယာလုပ်ငန်းဟာအရှိန်ဟုန်နဲ့ပေါက်ကွဲသွားခဲ့ပါတယ်ရဲ့ရေနွေးငွေအင်ဂျင်ကြောင့်ဘီယာကိုအများပြားထုတ်လုပ်နိုင်ခဲ့ပြီးလူဝိရဲ့တဆေးနဲ့ပိုးသက်ချင်းတွေ့ရှိမှုကြောင့်ဘီယာရတာကိုတသမတ်တဲထိန်းချုပ်နိုင်လာပါတယ်အားလုံးထက်အရေးကြီးတာကတော့ရေခဲစနစ်ပေါ်လာတာကြောင့်စောင်းနှင်းတင်မကပဲတစ်နှစ်ပတ်လုံးအေးမြတဲ့လာဂါဘီယာတွေကိုအကြီးအကျယ်ထုတ်လုပ်နိုင်လာခြင်းပဲဖြစ်ပါတယ်20ရာစုအတွင်းမှာကမ္ဘာစစ်ကြီးတွေအမေရိကန်ရဲ့အရက်မြစ်တားကော်မတီခေတ်တွေကိုဖျက်ဆီးခဲ့ရပြီးနောက်ဘီယာလုပ်ငန်းဟာကော်ပိုရေးရှင်းကြီးတွေရဲ့လက်ထဲကိုရောက်ရှိသွားပြီးအစုလိုက်ပြုံလိုက်ထုတ်လုပ်တဲ့တွေကြီးစိုးခဲ့ပါတယ်ဒါပေမဲ့21ရာစုရောက်တဲ့အခါမှာတော့စားသုံးသူတွေဟာထက်တူညီနေတဲ့အရသာတွေကနေညှင်းငွေ့လာပြီးလက်မှုဘီယာဒေါ်လန်ရေးစတင်လာခဲ့ပါတယ်လူငယ်တွေနဲ့ဘီယာချက်ပညာရှင်တွေဟာရှေးဟောင်းတဲ့စနစ်တွေကိုခေတ်သစ်နည်းပညာတွေနဲ့ပေါင်းစပ်ပြီးထောင်ပေါင်းများစွာသောအရသာထူးခြားတဲ့ဘီယာတွေကိုကိုယ်တိုင်ချက်လုပ်ဖန်တီးလာကြပါတယ်မက်ဆိုပိုတေးမီးယားရဲ့တဲကနာရတဲ့ကအိုးလေးတစ်လုံးထဲမှာမတော်တဆစတင်ခဲ့တဲ့အရေးဟာယနေ့ခေတ်မှာတော့ကမ္ဘာစီးပွားရေးရဲ့ဘီလီယံနဲ့ချီတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်နေုံတင်မကပဲလူသားတွေကိုပေါင်းစည်းပေးတဲ့အောင်ပွဲတွေကိုဆင်နွှဲပေးတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်လို့နေပါပြီနောက်တစ်ကြိမ်တင်ဘီယာအေးအေးလေးတစ်ခွက်ကိုမော့လိုက်တိုင်းတင်ဟာနှစ်ပေါင်း9000ကျော်စီးဆင်းလာခဲ့တဲ့လူသားတို့ရဲ့တမိုင်းကြောင်းအရသာကိုတောက်သုံးနေတာဆိုတာတတိယလိုက်ပါ